မင်္ဂလာပါမိုးသားညို channel ကနေကြိုဆိုပါရစေဒီနေ့တင်တွေ့မြင်ရမယ့်တိရစ္ဆာန်တွေထဲကအန္တရာယ်ရှိဆုံး၅မျိုးစိတ်၅မျိုးအကြောင်းကိုပြောပြပေးမှာပါနံပါတ်1 box jellyfish ဒီ box jellyfish ငါးလေးကတော့ပင်လယ်ရေထဲမှာအန္တရာယ်ရှိဆုံးတိရစ္ဆာန်တစ်ကောင်ပါနံပါတ်2အကြီးစားဝါကျွဲငါးဒါကတော့လူတိုင်းကြားဖူးပြီးသားဝါကျွဲငါးကြီးပါနံပါတ်3ကြောက်ငါးဒီငါးကတော့ကမ္ဘာပေါ်မှာအစိတ်ပြင်းဆုံးငါးတစ်ကောင်ပါနံပါတ်4ပူဖာငါးလေးကတော့ချိန်ချောက်မှုရှိလာတာနဲ့အမျှကိုယ်တွေကိုဖောင်းစေပြီးသူ့ကိုယ်သူအန္တရာယ်ကင်းအောင်လုပ်နိုင်ပါတယ်နံပါတ်5ပြာရောင်ဆက်လိပ်ပစွန်ငါးဒီငါးကောင်လေးကတကယ့်ကိုမထင်မှတ်စရာပါပဲသူ့ရဲ့ရောင်စုံဆက်လိပ်တွေကအလွန်လှပပေမဲ့အစိတ်ကတော့များစွာပြင်းထန်ပါတယ်ဒီငါးတွေကလှပပေမဲ့အန္တရာယ်များလာပါတယ်တာမန်မျက်မှောက်မှာရှိတဲ့တိရစ္ဆာန်တွေလိုမဟုတ်ပဲတိုက်ခိုက်နိုင်တာတွေအစိတ်ထိုးနိုင်တာတွေကြောင့်သတိထားဖို့လိုပါတယ်မိတ်ဆွေတို့အနေနဲ့ဒီငါးလေးတွေတွေ့ဘူးရင်ကွန်မန့်မှာမျှဝေပေးရင်ကျွန်တော် YouTube channel လေးကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်